ဖုံးတလုံးအတွက်နဲ့ကြောက်တုံးကြီးနှစ်တုံးကြားမှာညက်နေခဲ့ရတဲ့အဖြစ်ဒီအမျိုးသမီးဟာလက်ထဲကလွတ်ကျသွားတဲ့ဖုံးကိုယူဖို့ကြိုးစားရင်းနဲ့ကြောက်တုံးကြီးနှစ်တုံးကြားတဲ့ကိုချော်ဝင်သွားခဲ့ရပြီးပေ30နဲ့တဲ့ကြောက်ကြားထဲမှာခေါင်းဆောင်ထိုးပုံစံနဲ့ညက်မိနေခဲ့ပါတယ်။အဲ့ဒီအခါအဲ့ဒီအမျိုးသမီးရဲ့အဖော်ကလည်းသူမကိုကယ်ထုတ်ဖို့တနာရီကြာအောင်စူးစမ်းခဲ့ပေမဲ့လည်းဘာမှမထူးခြားခဲ့ပါဘူး။ဒီလိုနဲ့နောက်ဆုံးမှာတော့ကယ်ဆယ်ရေးတပ်ဖွဲ့တွေရောက်လာခဲ့ပြီးသူမကိုပိတ်မိနေစေတဲ့ပေါင်1000လေးတဲ့ကြောက်တုံးကြီးတွေကိုရွှေ့ဖို့အတွက်ကြိုးရမ်းစနစ်ကိုအသုံးပြုခဲ့ရပါတယ်။နောက်ထပ်နာရီ6နာရီကြာပြီးနောက်မှာတော့အမျိုးသမီးဟာအနာနဲ့ပဲရပြီးလွတ်မြောက်သွားခဲ့ရပေမဲ့ဖုန်းကိုတော့ပြန်မရခဲ့ပါဘူး။တေဘီလို့ထင်ရပေမဲ့အသက်ရှင်နေခဲ့တဲ့သူအမျိုးသမီးတယောက်ကိုတေဘီလို့ထင်တဲ့လူသေးတွေထားတဲ့ရေခဲတိုက်ထဲမှာထည့်ထားခဲ့ကြပါတယ်။ဒါပေမဲ့သူမဟာသတိပြန်ရလာတဲ့အခါမှာတော့ရှုပ်ထွေးပြီးကြောက်လန့်နေခဲ့တဲ့အတွက်သူမဟာလွတ်မြောက်ဖို့အတွင်းမှာရုန်းကန်ကြိုးစားခဲ့ပါတယ်။သူမဟာအကူအညီတောင်းဖို့နေရန်တွေကိုချိန်ဖက်များစွာတွန်းကန်ခဲ့ပေမဲ့ဘယ်သူမှသူမရဲ့ခေါ်တန်းကိုမကြားခဲ့ပါဘူး။ဒီလိုနဲ့ပဲသူမဟာထွက်ဖို့စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာပဲတတုပြားပေါ်မှာချော်လဲသွားပြီးသူမရဲ့ခေါင်းကိုထိခိုက်မိတာတေလောက်တဲ့ဒဏ်ရာရသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဝန်ထမ်းတွေကရေခဲတိုက်ကိုဖွင့်တဲ့အခါမှာသူမရဲ့သွေးဆိုးနေတဲ့မျက်နှာနဲ့တေလူကိုတွေ့ရှိခဲ့ရပါတယ်